သူတာလေးဝါကစားတယ်ခင်ဗျာတရားကောင်းလည်းကစားအားတိတ်ကောင်းနေတဲ့နေတာတော့တော့ခေါ်ကျိုးတင်ပြီးနမဲပါလေးချီတော့ချက်ချတယ်အာဒီကကတော့လည်းနောက်တော့ကောင်းလာလို့တော့မပြောရဘူးခင်ဗျာအမှန်တမ်းချစ်ကောင်းတဲ့ပွဲလေးပါခင်ဗျာတရားနဲ့တရားဒီကလူငါတရားမရှိဘဲနဲ့ဘောပညာလေးနဲ့ကစားအားလည်းကောင်းကိုယ်လည်းရောက်တရားကောကြည့်တယ်ဘောခဏလေးလည်းပေါက်တယ်ဆိုပြီးတော့ဒါကြီးကြီးကြည့်နေပြီဘလူကန်လဲဆိုတာနေသားဒါရက်ကန်လဲသမလာလူငယ်တွေကောင်းတဲ့ရကောင်းနေဒီကိုတော့တာပါကိုနေတယ်တော်ဆောက်ပဲဒီတော့ပါတော့သူခဏရလာတော့အဲဒီအခါသူခဏဒီပေးမယ်နော်စင်းတော့ပြင်မရလေဘိုးရှိတယ်ဟာကြီးဘောကတော့ဘယ်လူမျိုးတွေလဲမတမတော့တက်တယ်ရှိတယ်အခုတော့ဆမ်းမလို့ဆက်ရှိနေကောင်းရအခုတော့တမကူကဲโอ้อะไรกันเนี่ยโอ้อะไรกันเนี่ยဘာရလဲဆိုတော့ဆမ်းမလို့နဲ့တိုက်စီရလဲတမကြောက်เสียကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဆောင်းလမ်းမိုင်းရဲ့အတင်းရလဲအနောက်ထဲကနေတတ်နိုင်လေးတော့ကြိုးစားပါတယ်နော်မတမဘောပညာကောင်းတာကလေးသူကနေပြီးတော့ခြေတိုင်းကိုတင်ပေးလိုက်တဲ့အခါအဲ့ဒါဥဆောင်ကိုစတင်ရရှိတာဥဒဝင်တရားကောင်းဆောင်ခံမယ်သူတို့ကြောင်းနာကဒီလိုအောက်ကဘူရလဲတော့စကောင်းခင်ဗျာဒီဒီနောက်ပေါ်မှာတော့ရောက်လာတယ်နော်ဒီလိုစံကလောက်ရောက်ရှိတယ်ကျွန်တော်ကနောက်ကနေချိန်တယ်ဆိုပြီးတော့ပြစ်တော့ရမှာပဲဒီကလေးမျိုးလေးဆိုတော့နမဲနဲ့တွေ့ပြီး online နမဲမမီတော့လိုက်ပြီးနမဲမလိုက်နိုင်ကိုပါလိုက်ဟိုလိုမပြောနဲ့နမဲရလည်းအမတမဘောပညာကောင်းတဲ့ကောင်လေးပါခင်ဗျာသူဆမ်းမလောက်ဒီတင်ဆမ်းမလောက်တော့ကျွန်တော်ကခုံအဖြစ်ပြင်ရပြီကျွန်တော်ကစက်တိတယောက်ချော်ရတယ်မရဘူးရှိကနမဲနဲ့ဆမ်းမလောက်နဲ့နမဲနဲ့ဆမ်းမလောက်ဆမ်းမလောက်